ဒီနေ့အတန်းကတော့တက်ခွဲခန်းဝေရမယ်အတန်းဖြစ်ပါတယ်။အဲ့ဒါနဲ့မထင်မှတ်ပဲတက်ခွဲခန်းဆက်စဝင်ချင်းမှာတငယ်ချင်းကတော့တစ်တော်တပုတ်ရရအောင်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ဘာဖြစ်လဲဆိုတော့ကျမတို့တွေကအစိုးရရောက်သွားလို့ပါ။ဆီယာမလည်းမရောက်သေးတာကြောင့်သူကတစ်တော်ရိုက်မယ်ဆိုလို့ကိုကလည်းအရင်ကမရိုက်ချင်တာကြောင့်ပေါ့နော်။သူခေါ်တာနှစ်ခါတော့မခေါ်ရဘဲနဲ့လိုက်သွားခဲ့ပါတယ်။ဆီယာမသာမရောက်သေးတာပေါ့နော်။ចောင်းသားတွေကတော့အကုန်ရောက်နေပါပြီ။ဒါပေမဲ့လူရှိလဲကျမတို့နှစ်ယောက်ကတော့ရှက်ကြောဖြတ်ပြီးတော့ပဲကိုရိုက်ချင်တဲ့ TikTok ကိုခန်းရဲ့အနောက်ဘက်ခြမ်းကိုသွားပြီးတော့ရိုက်ခဲ့ပါတယ်။နှစ်ယောက်သားအနောက်ဘက်ခြမ်းသွားတော့လူတွေကဘာသွားလုံးမှလဲဆိုပြီးတော့ချီကြတယ်ပေါ့နော်။ TikTok သွားရိုက်မယ်မှန်းသိလို့ဘယ်သူမှမကြည့်တော့ပါဘူး။ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာတခုကောင်းတယ်ဘာလို့ပေါ်တော့လူတွေအဲ့လိုမျိုးလိုက်ကြည့်ပြီးတော့မွေးဖန်ပြီးလေမရှက်ကြပါဘူးတယောက်နဲ့တယောက်အဲ့ဒါကြောင့်ကျမတို့နှစ်ယောက်ကလည်းပေါ့နော်ကိုလှုပ်ချင်တဲ့ TikTok trend တွေကိုစူးစမ်းပြီးတော့လုပ်နေကြပါတယ်အခြားနေရာမှာဒါစူးစမ်းချင်မစူးစမ်းမယ်ပေါ့နော် TikTok ရိုက်တဲ့နေရာမှာတော့ကောင်းအောင်ကိုရိုက်ချစမပြေနောက်တစ်ခါပြန်ရိုက်တယ်ပေါ့နော်အဲ့လိုလည်းပဲအချိန်ရတော့နည်းနည်းကြာမြင့်သွားပါတယ်နောက်ဆုံးမှာတော့ TikTok ရိုက်နေနေဆရာမဝင်လာပြီးတော့ကျမတို့နှစ်ယောက်သားအပိတက်လိုက်ရပါတယ်လိုပဲဖြစ်ဖြစ်ရိုက်ချင်တဲ့ TikTok ကတော့ကောင်းမွန်စွာနဲ့ရိုက်နိုင်ခဲ့ပါပြီကဲအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် result ကိုတော့နောက်ဗီဒီယိုမှာတင်ပေးပါမယ်